ဟုတ်ကဲ့တကယ်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ထွန်းထွန်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့တကယ်ချင်းတွေကိုပြောပြချင်တဲ့အကြောင်းအရာလေးကတော့ဒီ Bluetooth speaker နဲ့ကွန်ပျူတာနဲ့ကိုချိတ်ဆက်ပြီးတော့ဘယ်လိုအသုံးပြုမလဲဆိုတဲ့နည်းလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီ Bluetooth speaker ကတော့ရိုးရိုး speaker ပဲပေါ့နော်ကျွန်တော်တို့အခုနောက်ထပ်တဲ့ speaker တွေက mic ပါတယ်အဲ့လိုမျိုး mic ပါတယ်ကောင်းလဲဆိုရင်ကွန်ပျူတာမှာကာရာအိုကေပါဆိုလို့ရတယ်ပေါ့နော်ဟုတ်ဒါကျွန်တော်ကျုံလို့ပြောပြတာပါဟုတ်ပြီကျွန်တော်ကဒီ desktop ကွန်ပျူတာမှာ Wi-Fi နဲ့ Bluetooth သုံးမယ်ဆိုရင်အဓိကလိုအပ်တာလေးရှိရပေါ့ adapter လေးလိုအပ်တယ်ပေါ့နော် adapter မရှိရင်လုံးဝသုံးလို့မရပါဘူးခင်ဗျဒီ desktop ကွန်ပျူတာမှာ Wi-Fi သုံးမယ်ဆိုရင်ဒီ Wi-Fi adapter လေးလိုအပ်တယ်ပေါ့နော်ဒီမှာမြင်ရလားတော့မသိဘူးခင်ဗျ Wi-Fi မတက်ဒီကောင်လေးလိုအပ်တယ်နောက်ပြီးရင်ဒီမှာ Bluetooth adapter ပေါ့နော်ဒီလိုပုံစံလေးပါဒီနှစ်ခုလေးရှိမှအဆင်ပြေပါပေါ့နော်ဒီနှစ်ခုမရှိရင်လုံးဝအသုံးပြုလို့မရပါဘူးခင်ဗျဒီမှာကျွန်တော်တလက်စားတယ်ဈေးနှုန်းလေးပါခမန်းဈေးနှုန်းလေးပါပြပြရအောင်ပေါ့နော် Wi-Fi adapter ပုံစံအမျိုးမျိုးရှိရယ်တိုင်နဲ့လည်းရှိရယ်တစ်တိုင်း3တိုင်းနောက်ပြီးရင်မာသားပုံမှာစိုက်တဲ့ PCIe Wi-Fi adapter ကတ်တွေလည်းရှိရယ်ခင်ဗျဒီကောင်လေးဈေးနှုန်းကတော့အကျဉ်းမြေ1000နဲ့1000ဝန်းကျင်လောက်ရှိရယ်ဟို model မျိုးစားပုံမူတည်ပြီးတော့အနေနဲ့ကွာခြားနိုင်တယ်ပေါ့နော်အကျဉ်းမြေဈေးကတော့ဒီလောက်ပဲ Bluetooth ကတော့ဒီကောင်ကတော့ 4.0 ဗျအရင် 2.0 3.0 တွေကတိတ်မရှိဘူး 4.0 ကပို့ပြီးတော့ပို့ကောင်းတယ်ပေါ့နော်ဒီကောင်ကတော့6000ဝန်းကျင်လောက်ပဲရှိရခင်ဗျဒီနှစ်ခုလေးရှိမှ desktop မှာ Wi-Fi ရော Bluetooth ရောအသုံးပြုလို့ရမှာဖြစ်ပါတယ်ခင်ဗျဒီပြဿနာလေးရလဲအဲ Wi-Fi Bluetooth ပြဿနာလဲဒီ group တွေထဲမှာလဲတော်တော်အမေးများတယ်ခင်ဗျ desktop ကွန်ပျူတာကြီးသုံးပြီးတော့ Wi-Fi ချိတ်လို့မရဘူး Bluetooth ချိတ်လို့မရဘူးဆိုရင်လုံးဝမရပါဘူးဒီကောင်လေးရှိမှအဆင်ပြေပါပါခင်ဗျဒီ adapter လေးရဲ့အားသာချက်ကတော့ကျွန်တော်ပြောပြမယ်သူကတော့ဝင်တော့ driver အခွေလေးပါတယ်ဒါပေမဲ့ကွန်ပျူတာမှာ brand ရမလို့ခင်ဗျ plug and play ပဲเนาะတန်းထုတ်လိုက်တာနဲ့ဒီတက်တည်တယ်တကယ်လို့မတော်တဆမသိခဲ့မှာဒါကျွန်တော်တို့က driver အခွေကိုတွားပြီးတော့ run ပေးရမှာပေါ့เนาะဟုတ်ပြီဒီဟာလေးကို USB ကွန်ပျူတာရဲ့နောက်က USB ပေါ်မှာထိုးလိုက်ပါเนาะကျွန်တော်ထိုးတာတော့မပြတော့ဘူးအထဲမှာ config ချတာလေးကိုကျွန်တော်တစ်ချက်ပြောပြပေးပါမယ်ချိတ်ဆက်ပုံလေးပေါ့เนาะโอเคကျွန်တော်ဒီတစ်ချက်တော့လိုက်ကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ကျွန်တော် Bluetooth speaker ချိတ်ဆက်နည်းလေးကိုအရင်ပြောပြမယ်ပေါ့เนาะဒီ Bluetooth speaker ကိုအရင်ဆုံးဖွင့်လိုက်ပါ The Bluetooth device is ready to pair. Bluetooth speaker ဖွင့်ပြီးသွားဆိုရင်ဒီ Nodi tray နဲ့ဝင်လိုက်တာနဲ့ဒီမှာ Bluetooth icon လေးနဲ့ Bluetooth device ဆိုပြီးတော့ပေါ်နေပြီပေါ့เนาะအဲ့ကြရင်ကျွန်တော်တို့က right click နှိပ်လိုက်ပါ right click နှိပ်လိုက်ပြီးတော့ adapt a Bluetooth device ပေါ့เนาะအဲ့ကြရင်ဒီမှာ adapt Bluetooth ရော other device ပေါ့เนาะဒီကောင်လေးကိုပဲအပေါင်းလေးကိုပဲနှိပ်လိုက်ပါခင်ဗျကျွန်တော်တို့က Bluetooth ချိန်မှာဖြစ်တဲ့အတွက် Bluetooth ကိုရွေးလိုက်မယ်ပေါ့เนาะဒီမှာသူကတန်းလာပေါ်တယ်ခင်ဗျကျွန်တော်တို့ BT speaker ပေါ့နော် Redmi ဆိုတာကျွန်တော်ဖုန်းက Bluetooth BT speaker ကိုချိန်လိုက်မယ် The Bluetooth device is connected successfully. ဒါဆိုရင်ချိန်သွားပြီပေါ့နော်အရင်လွယ်ပါတယ်ခင်ဗျနော်လောကလည်းအဆင်ပြေတယ်ဟုတ်ပြီကျွန်တော်နောက်တစ်နည်းဖြစ်တဲ့ mobile phone ကနေ Wi-Fi hotspot လွှင့်ပြီးတော့ Wi-Fi နဲ့ internet share လုပ်တဲ့နည်းလမ်းလေးကိုကျွန်တော်ပြောပြပေးပါမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ပထမဦးဆုံး mobile phone ကနေ Wi-Fi hotspot လွှင့်နေတဲ့နည်းလေးကိုပြောပြမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ Redmi ဖုန်းနဲ့ပဲကျွန်တော်ပြောပြပေးမှာပေါ့နော်ဒီဖုန်းတွေကတော့တစ်လုံးနဲ့လုံးနည်းနည်းအနည်းငယ်ကွာခြားချက်လေးတော့ရှိနိုင်ပါတယ်အဲ့တော့ကျွန်တော်ပထမဦးဆုံးဒီ Nodi bar ကိုဆွဲချလိုက်ပြနောက်ပြီးရင်ဘက်အပေါ်ဆုံးက setting နဲ့ဝင်လိုက်မယ်ပေါ့နော်ကျွန်တော်က Wi-Fi hotspot လွှင့်ပြီး internet သုံးမှာဖြစ်တဲ့အတွက်ဒီ portable hotspot တွေကိုဝင်လိုက်ပါခင်ဗျportable hotspot ဝင်ပြီးသွားရင်ဒီ portable hotspot လေးကို on လိုက်ပါသူကဒီမှာဒီလို on လိုက်တာနဲ့လာမေးတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာတန်း on mobile data connection နဲ့ internet ပါတစ်ခါလေးတန်းဖွင့်မလားပေါ့ကျွန်တော်တို့က internet ကို hotspot နဲ့သုံးမှာဖြစ်တဲ့အတွက်ဖွင့်မယ်ပေါ့နော် okay ဒါဆိုရင်တော့ mobile phone မှာချိတ်ဆက်နီးလန်းတော့ပြီးသွားပြီပေါ့နော်ကျွန်တော်ကွန်ပျူတာကနေဘယ်လိုပြန်ဖန်လဲဆိုတာလေးကိုကျွန်တော်ပြန်ပြီးတော့ပြောပြပေးမယ်ခင်ဗျကွန်ပျူတာမှာဆိုရင်ဒီထွန်းကတော့ကျွန်တော်တို့အိမ်က Wi-Fi network ပေါ့နော်ဒီ Redmi က mobile phone ကနေလွှင့်ထားတဲ့ network ပေါ့နော်ဒီ Redmi ရဲ့ဝင်လိုက်မယ် connect ပေါ့နော်ဒါဆိုရင်ကျွန်တော်ကတော့ချိတ်ဆက်ပြီးသွားပြီခင်ဗျာဒီမှာကျွန်တော်အရင်ကချိတ်ဆက်ထားတာဖြစ်တဲ့အတွက် password ရိုက်တာတွေပါတော့မပြောတော့ဘူးပေါ့နော်ဒီကတော့လွယ်ပါတယ်ဒီနေ့လည်းတကယ်ကြီးအားလုံးပဲနားလဲသဘောပေါက်မယ်လို့ထင်ပါတယ်ခင်ဗျာတကယ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ